2000နှစ်မော်စကိုပြစက်ရုံစီးနင်းမှု Nordust ပြစက်ရုံမှစစ်မြေပြင်ဖြစ်ခဲ့ရသည့်ည2000နှစ်ခုနှစ်အောက်တိုဘာလ23ရက်မော်စကိုမြို့ရုရှားနိုင်ငံ၏မြို့တော်သည်ဗုဒ္ဓဟူးနေ့၏စုညံတံများဖြင့်တပ်ဝင်လှုပ်ရှားနေသည်စားတောက်ဆိုင်များတွင်လူများပြည့်လမ်းမများပေါ်တွင်လည်းကားများဖြင့်စီကားနေသည်ကရင်မလင်နန်းတော်နှင့်4ကီလိုမီတာသာဝေးသည့်ဒူဘရော့ကာဒဘရော့ခပြစက်ရုံထဲတွင်မူလူပေါင်း1000နီးပါးသည်ရုရှား၏နာမည်အကြီးဆုံးပြစက်တစ်ဖြစ်သည့် Nordust ကိုကြည့်ရှုရန်နေရာယူထားကြသည်ပြဆက်၏ဒုတိယပိုင်းသို့ရောက်နေပြီဖြစ်သည်ပရိသတ်များသည်ရေမောနေကြသည်လက်ခုပ်တီးနေကြသည်ဖျော်ဖြေမှုကိုသဘောကျနေကြသည်ထိုအချိန်တွင်ပင်အပြင်ဘက်၌ကုန်တင်ကားတန်းဆိုက်ရောက်လာသည်ကိုမြည်သူမျှသတိမထားမိကြပေထို့နောက်ပယံပရာများဖြစ်ကုန်သည်ထို့နောက်တွင်ဖြစ်ပျက်ခဲ့သည့်အဖြစ်ပျက်သည်ကဘာကြီးကိုတုန်လှုပ်စေခဲ့ပြီးခြေချင်းညာခြေကျင်စစ်သွေးကြွများနှင့်ရုရှားအစိုးရနှစ်ဖက်စလုံး၏ရက်စက်မှုကိုဖော်ထုတ်လိုက်သလိုယနေ့အထိအပြေမရသေးသည့်မိကုန်းတစ်ခုကိုလည်းခြံထားခဲ့သည် Nordust တစားခံများကိုတကယ်တက်ခဲ့သူမှာမြည်သူနှင့်အပိုင်းဒူဘရော့ကာတို့ဦးတည်ခြင်းထိုညကဘာဖြစ်ခဲ့သည်ကိုနားလည်ရန်ဆိုလျှင်နှစ်ပေါင်းများစွာဆယ်စုနှစ်များစွာနောက်ကျောင်းပြန်ကြည့်ရန်လိုအပ်သည်ခြေချင်းညာသည်ရုရှားတောင်ပိုင်းကော့ကေးဆက်ခါခါဆတ်ဒေသတွင်ရှိသည့်ပြည်နယ်လေးတစ်ခုဖြစ်ပြီးမွတ်စလင်ဘာသာဝင်အများစုနေထိုင်ကလွတ်လပ်လိုစိတ်ပြင်းထန်သည့်ဒေသဖြစ်သည့်1992ခုနှစ်ဆိုဗီယက်ယူနီယံပြိုကွဲချိန်တွင်ခြေချင်းကောင်းဆောင်များကလွတ်လပ်ရေးကြေညာခဲ့တော်လဲရုရှားကအတိအမှတ်မပြုခဲ့ပေ1994တွင်ရုရှားတပ်များကျူးကျော်ဝင်ရောက်ခဲ့သည်ထို့နောက်တွင်ဆိုဗီယက်အလွန်တမိုင်းတစ်လျှောက်အသွေးအသေးများဆုံးပဋိပက္ခတစ်ခုဖြစ်ပွားခဲ့သည်မြို့များပြာကျခဲ့ပြီးအရက်သားတောင်းနှင့်ချီတည်ဆုံခဲ့သည်1996တွင်မူရုရှားတပ်များသည်အရှက်တကွဲဖြင့်ဆုတ်ခွာခဲ့ရသည်အင်အားချင်းမမျှတော့လဲခြေချင်းများကပျောက်ကြားစစ်ဖြင့်ကြံ့ကြံ့ခံနိုင်ခဲ့သောကြောင့်ဖြစ်သည်သို့တော်ငြိမ်းချမ်းရေးကကြာရှည်မခံခဲ့ပါ1999ခုနှစ်တွင်ရုရှားတလွှားတိုက်ခန်းတွဲများဘုံခွဲခံရမှုကြောင့်လူ300နီးပါးသေဆုံးခဲ့သည်ကရင်မလင်ကထိုလုပ်ရက်မှာခြေချင်းအကြမ်းဖက်သမားများ၏လက်ချက်ဟုဆွဆွဲခဲ့သည့်ထိုအချိန်တွင် KGB အရာရှိဟောင်းဗလာဒီမာပူတင်သည်သမ္မတတစ်ဖြစ်လာပြီးခြေချင်းညာသို့ရုရှားတပ်များပြန်လည်ဝင်ရောက်ရန်အမိန့်ပေးခဲ့သည်ဒုတိယခြေချင်းစစ်ပွဲစတင်ခဲ့ပြီဖြစ်သည်ထိုစစ်ပွဲမှာအလွန်ရက်စက်သည့်ရုရှားတပ်များသည်ခြေချင်းမြို့တော် Grozny ကိုဝိုင်းရန်ပိတ်ဆို့ခဲ့သည့်လူခွင့်ရေးဖွဲ့စည်းများကလူအစုလိုက်ပြုံလိုက်တပ်ဖြတ်မှုများနှိပ်စက်မှုများနှင့်လူပျောက်ဆုံးမှုများကိုမှတ်တမ်းတင်ခဲ့ကြသည်ရက်စက်မှုများပြုလုပ်တိုင်းခြေချင်းလူငယ်မျိုးဆက်တစ်များမှာပို၍အစွန်းရောက်လာခဲ့ကြသည်2002ခုနှစ်တွင်စစ်ပွဲမှာအဆုံးသတ်ရန်လက္ခဏာမရှိဘဲဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည့်ထို့ကြောင့်ခြေချင်းအချို့ကစစ်ပွဲကိုမော်စကို၏အိမ်ဦးရွှေကြားအထိယူဆောင်လာရန်ဆုံးဖြတ်လိုက်ကြသည်အပိုင်းနှင့်မျက်နှာဖုံးနောက်ွယ်မှလူဤစစ်စင်ရေးကိုဦးဆောင်ရန်ရွေးချယ်ခံရသူမှာအသက်22နှစ်အရွယ် Movsar Barayev ဖြစ်သည်သူသည်ငယ်ရွယ်ပြီးရက်စက်သူဖြစ်သလိုသူ၏ဦးလေးဖြစ်သူစစ်ဘရင် RB Barayev ကိုရုရှားတပ်များတပ်ဖြတ်ခဲ့သည့်အတွက်ကလေးစားချေလိုစိတ်ပြင်းထန်နေသူဖြစ်သည်မော့ဆာသည်ကျွမ်းကျင်သည့်စစ်ဗျူဟာမှုတဦးမဟုတ်တော့လဲအသေးခံရန်အသင့်ရှိနေသူဖြစ်သည်သူ၏အနေရရှိသည့်အချက်မှာသူ၌ခိုင်မာသည့်ရည်မှန်းချက်နောက်လိုက်များနှင့်ဆုံးရှုံးစရာဘာမျှမရှိတော့ခြင်းတို့ပင်ဖြစ်သည်သူတို့ဖွဲ့သည်လာပေါင်းများစွာလျှို့ဝှက်စွာစီစဉ်ခဲ့ကြသည်ကာလာရှစ်နီကော့ကာလာရှနီကော့ရိုင်ဖယ်18လက်ပစ္စတိုနှင့်ဆက်ရန်ဘီလူ100ကီလိုဂရမ်ကျော်လက်ပစ်ပုံဒါဇင်ပေါင်းများစွာနှင့်ဘုံကြီးစားများကိုစုဆောင်းခဲ့ကြသည်ပြစ်မှတ်ကိုထောက်လန်းကလေ့ကျင့်မှုများလုပ်ခဲ့ကြသည်ထို့ပြင်စစ်ပွဲအတွင်းခင်မွန်းညီအကိုသို့မဟုတ်ဖခင်များဆုံးရှုံးခဲ့ရသည့်အမျိုးသမီးတိုက်ခိုက်ရေးသမားများကိုလည်းစုဆောင်းခဲ့သည်ထိုမျိုးသမီးများသည်အသေးခံဘုံခွဲဝတ်စုံများကိုဝတ်ဆင်ကဒဇာခံများကြားတွင်နေရာယူကြမည်ဖြစ်သည်သူတို့ကိုသူတို့အသေးခံတပ်ဖွဲ့ဟုခေါ်ကြသည်ရင်းမှာအမှန်တကယ်ပင်ဖြစ်သည်အပိုင်း3အောက်တိုဘာ23ရက်ည2002ခုနှစ်အောက်တိုဘာ23ရက်ည9:00နာရီတွင် Nordust ဒုတိယပိုင်းကိုကပြနေပြီဖြစ်သည်ဒူဘရော့ကပြစက်ရုံအတွင်း၌ပရိသတ်များတရုတ်ဆောင်များနှင့်ကလေးများအပါအဝင်လူပေါင်း912ဦးဖြင့်ပြည့်နှက်နေသည်ထို့နောက်လက်နက်ကင်မျိုးသားတဦးစင်ပေါ်သို့လမ်းလျှောက်တက်လာသည်သူကမျက်နှာချက်ကိုတနက်ဖြင့်ပစ်ဖောက်လိုက်သည်ပရိသတ်များမှာမြင့်တက်သွားကြသည်အချို့ကပြဆက်၏အစိပ်ပိုင်းတစ်ခုခုထင်မှတ်ကရေမောနေကြသေးသည်အချို့ကမူချက်ချင်းပင်တီးလိုက်ကြပြီမင်းမှာပြဆက်မဟုတ်တော့ပေမိနစ်ပိုင်းတွင်မှာပင်မျက်နှာဖုံးစွပ်စစ်သွေးကြွ40မှ50ကြားသည်အဆောက်အုံထဲသို့စီးနှင်းဝင်ရောက်လာသည်အမျိုးသမီးတိုက်ခိုက်ရေးသမားများသည်ရင်းတို့၏အသေးခံဘုံခွဲဝတ်စုံများကိုပြသကလူအုပ်ကြားနေရာယူလိုက်ကြသည်ခမ်းမအလယ်တွင်ထားရှိသည့်ပုံကြီးမှာပြဆက်ရုံခေါင်မိုးတစ်ခုလုံးကိုပြိုကျစေနိုင်သည့်အထိအင်အားပြင်းသည်ဘာရာယက်ဖ်ကသူ၏ရာဇသံကိုကြေညာလိုက်သည်ရုရှားတပ်များသည်ခြေချင်းညာမှချက်ချင်းဆုတ်ခွာရမည်မဟုတ်ပါကဒဇာခံအားလုံးတေရမည်အပြင်ဘက်တွင်မူမော်စကိုမြို့ကြီးသည်အိမ်မက်ဆိုးတစ်ခုနှင့်အတူနိုးထတော့မည်ဖြစ်သည်အပိုင်းလေး58နာရီကြာထိတ်လန့်ခြောက်ခြားမှုရုရှားအစိုးရကပြစက်ရုံကိုဝိုင်းရန်ထားလိုက်သည်ညှိနှိုင်းမှုများစတင်တော့လဲအစကတည်းကပင်ညီတိဘက်ကမျှအလျှော့ပေးရန်ဆန္ဒမရှိကြောင်းထင်ရှားနေသည်ကရင်မလင်ကစုတ်ခွာရေးကိုညှင်းဆိုသလိုဘာရာယက်ဖ်ကလည်းနောက်မဆုတ်ပေပြစက်ရုံတွင်း၌မူအခြေအနေများမှာအလျင်အမြန်ဆိုးရွားလာသည်အစားအသောက်နှင့်ရေမရှိတော့ပေဒဇာခံများသည်ထိတ်လန့်ကမောပန်းနှွမ်းနေကြသည်သို့သောအစောပိုင်းနာရီများတွင်ဘာရာယက်ကတန်ယုံများ၏ဖိအားပေးမှုကြောင့်အမျိုးသမီးများကလေးများနှင့်နိုင်ငံသား150ခန့်ကိုလွှတ်ပေးခဲ့သည်ညှိနှိုင်းမှုများကိုကြားခံလူများကလှုပ်ဆောင်ခဲ့ကြပြီးထိုအထဲတွင်ရဲရင်သည့်သတင်းထောက်အန်နာပိုလီကော့စကာယာလည်းပါဝင်သည်သူမသည်ပြစက်ရုံထဲသို့ရေနှင့်ဖြော်ရည်များတည်ဆောင်သွားနိုင်ခဲ့သည်သူမကစစ်သွေးကြွများသည်အသေးခံရန်အသိရှိနေကြတော့လဲခြေချင်းညာတွင်ဖြစ်ပျက်နေသည်များကိုကဘာကသတိပြုမိစေရန်အပူတပြင်းအော်ဟစ်တောင်းဆိုနေကြခြင်းကိုခန်းစားအပိုင်း9ဆုံးဖြတ်ချက်
အောက်တိုဘာ25ရက်တတိယမြောက်နေ့တွင်ရုရှားအထူးတပ်ဖွဲ့များတွင်အစီအစဉ်တစ်ခုရှိနေပြီဖြစ်သည်သူတို့သည်ပြဆက်ယုံ၏လေဝင်လေထွက်စနစ်ထဲသို့မေဆေးတန်းငွေများလွှတ်မည်ဖြစ်သည်ထိုတန်းငွေကအတွင်းရှိလူအားလုံးကိုသတိလစ်သွားစေမည်ထို့နောက်အထူးတပ်ဖွဲ့များကစီးနှင်းဝင်ရောက်ကစစ်သွေးကြများကိုနှိမ်နင်းမည်ဖြစ်သည်စာရွက်ပေါ်တွင်တော့ဤစီစဉ်မှာအလွန်ထိရောက်ပုံရသည်ဘာတွေလွဲချော်သွားနိုင်သနည်းအရာအလုံးပင်ဖြစ်သည်အသုံးပြုခဲ့သည့်တန်းငွေမှာမော်ဖင်းထက်အစာပေါင်းတစ်ဆက်3.3.3ပိုပြင်းသည့်ဘိန်းတက်ပါဝင်သောကာဖန်တာနီကာဖန်တနိုဓာတ်ပေါင်းဖြစ်ကြောင်းနောက်ပိုင်းတွင်သိရှိခဲ့ရသည်ယင်းသည်အခြေခံအားဖြင့်လက်နက်အဖြစ်အသုံးပြုသည့်မေဆေးတစ်မျိုးဖြစ်သည်ဈေးပမာဏများသွားပါကအသက်ရှူခြင်းကိုလုံးဝရပ်တန့်သွားစေနိုင်သည်ရုရှားအစိုးရသည်ဤအချက်ကိုသိရှိတော်လဲရှေ့ဆက်ရန်ဆုံးဖြတ်ခဲ့သည်အပိုင်း6စီးနှင်းတိုက်ခိုက်မှုအောက်တိုဘာ26ရက်မနက်9:00 နာရီအောက်တိုဘာ26ရက်အစောပိုင်းတွင်တန်းငွေကိုလွှတ်လိုက်သည့်မိနစ်ပိုင်းအတွင်းတန်းငွေပြန့်နှံ့သွားပြီးဒဇာကန်အများစုမှာထိုင်နေသည့်နေရာတွင်ပင်အိပ်ပျော်သွားကြသည်ဘာရာရက်သည်လည်းစီးနှင်းမှုမစတင်မီကပင်သေဆုံးသွားခဲ့သည်မနက်9:00 နာရီခွဲတွင်အထူးတပ်ဖွဲ့များစီးနှင်းဝင်ရောက်ခဲ့သည်သူတို့တွေ့သည့်စစ်သွေးကြွတိုင်းကိုတတိယသည်ဖြစ်စေမရသည်ဖြစ်စေပြစ်တက်ခဲ့သည်စစ်သွေးကြွတဦးတယောက်ကိုမျှအရှင်မဖမ်းခဲ့ပေမနက်9:20တွင်အဆောက်အုံကိုထိန်းချုပ်နိုင်ပြီဟုကြေညာခဲ့တော်လဲအပြင်ဘက်တွင်မူအခြားတစ်မျိုးသောကပ်ဘေးတစ်ခုမှစတင်နေပြီဖြစ်သည်အပိုင်း9လမ်းမပေါ်မှရုပ်အလောင်းများတတိလစ်နေသည့်တစားခံများကိုလမ်းမပေါ်တွင်စုပုံချထားလိုက်ကြသည်သို့တော်သူတို့အတွက်ဆေးဘက်ဆိုင်ရာအထောက်အကူမှာအဆင်သင့်မရှိသလောက်ပင်ဖြစ်သည်မြည်သည့်တန်းငွေကိုအသုံးပြုထားသည်ကိုဆရာဝန်များကိုအစိုးရကမပြောပြခဲ့ပေထို့ကြောင့်ဆရာဝန်များသည်မြည်သည့်အစိတ်ဖြည့်ဆေးကိုပေးရမည်မှမသိကြပါလူများသည်ဘတ်စကားများပေါ်တွင်လမ်းဘေးများတွင်တိတ်ဆုံးကုန်ကြသည်သူတို့မှာတနက်တန်ရာကြောင့်မဟုတ်ဘဲတတိလစ်နေစဉ်မိမိ၏အံဖက်များဖြင့်အသက်ရှူချက်ခြင်းတို့သို့မဟုတ်အသက်ရှူလမ်းကြောင်းပိတ်ဆို့ခြင်းတို့ကြောင့်တိတ်ဆုံးခဲ့ရခြင်းဖြစ်သည်တန်းငွေမျိုးမီကိုဖုံးကွယ်ထားမှုကြောင့်သာဖြစ်သည်ဒဇာကန်132ဦးသေဆုံးခဲ့သည်ထိုထဲမှအားလုံးဒီပါမှာအကြမ်းဖက်သမားများကြောင့်မဟုတ်ဘဲတန်းငွေကြောင့်သေဆုံးခဲ့ရခြင်းဖြစ်သည်အပိုင်း8အမှန်တရားကိုဖုံးကွယ်ခြင်းရုရှားအစိုးရကဤစစ်စင်ရေးကိုအောင်မြင်မှုအဖြစ်ကြေညာခဲ့တော်လဲမိသားစုများအတွက်မူထိတ်လန့်စရာမှာစတင်နေပြီဖြစ်သည်အစိုးရကတန်းငွေအမည်ကိုထုတ်ဖော်ရန်ညှင်းဆိုခဲ့ပြီးသေစရင်များတွင်နှလုံးရက်ခြင်းသို့မဟုတ်အကြမ်းဖက်မှုဟုသာလိမ်လည်ဖော်ပြခဲ့သည်2009ခုနှစ်တွင်စုံစမ်းစစ်ဆေးမှုကိုရပ်ဆိုင်းလိုက်သည့်အကြောင်းပြချက်မှာလူ132ဦးသေဆုံးမှုအတွက်တရားခံကိုရှာမတွေ့ခြင်းကြောင့်ဖြစ်သည့်2011ခုနှစ်တွင်ဥရောပလူ့ခွင့်ရေးတရားရုံးကရုရှားသည်အသက်ရှင်တန်ခွင့်ကိုချိုးဖောက်ခဲ့ကြောင်းစီရင်ချက်ချခဲ့တော်လဲရုရှားကရော်ကြေးပေးုံမှလွဲ၍ညီသည့်အမားကိုမျှဝန်မခံခဲ့ပေအပိုင်းကိုအပြေမရှိသောမေးခွန်းများဘာကြောင့်စစ်သွေးကြွအားလုံးကိုအရှင်မဖမ်းဘဲပြစ်တက်ခဲ့သနည်းရုရှားထောက်လှမ်းရေးဖစပီသည်ဤတိုက်ခိုက်မှုတွင်တနည်းတစ်ပုံပါဝင်ပတ်သက်နေခဲ့သလားဤမေးခွန်းများကိုထုတ်ဖော်ခဲ့သည့်သတင်းထောက်ပိုလီကော့စကာယာနှင့်အရာရှိဟောင်းလစ်ဗီနန်ကိုတို့မှ2006ခုနှစ်တွင်လုပ်ကြံတက်ဖြတ်ခံခဲ့ရသည့်လွတ်လပ်သည့်စုံစမ်းစစ်ဆေးမှုများကိုပိတ်ပင်ထားသည့်နိုင်ငံတွင်ထိုမေးခွန်းများမှာပျောက်ကွယ်သွားမည်မဟုတ်ပေအပိုင်း10အမွေအနှစ်မော်စကိုပြဆက်ယုံစီးနှင်းမှုသည်မိမိစီမံကိန်း၏အားနည်းချက်ကိုဝန်ခံမိအစားမိမိနိုင်ငံသားများကိုပင်စတေးရန်ဝင်မလေးသည့်အစိုးရတရက်ကိုဖော်ထုတ်လိုက်ခြင်းဖြစ်သည်အသက်များထက်ပုံရိပ်ကိုပိုတန်ဖိုးထားသည့်စနစ်တစ်ခုဖြစ်သည်ယခုအခါထိုပြဆက်ယုံမှာအသွင်ပြောင်းသွားပြီဖြစ်တော်လဲအာဏာပွင့်လင်းမြင်သာမှုနှင့်ပူတင်၏ရုရှားနိုင်ငံတွင်လူအသက်၏တန်မိုးတို့နှင့်ပတ်သက်၍ထိုဖြစ်ရပ်ကခြံထားခဲ့သည့်မိကွန်းများမှာမူယနေ့တိုင်ပဲတင်ထက်နေစေဖြစ်သည်အကျိုးချုပ်ရရင်လူ132ဦးသည်ဗုဒ္ဓဟူးနေ့ညတွင်ပြဆက်ကြည့်ရန်သွားခဲ့ကြသည်သူတို့အိမ်ပြန်မလာနိုင်ခဲ့ကြပါနှင့်မှာကယ်ဆယ်ရေးမအောင်မြင်သောကြောင့်မဟုတ်ပဲကယ်ဆယ်ရေးစီမံချက်တွင်သူတို့၏အသက်ရှင်တန်ရေးကိုဦးစားမပေးခဲ့သောကြောင့်ဖြစ်သည်ဤဗီဒီယိုသည်အရေးကြီးသည်ဟုထင်မြင်ပါကမျှဝေပေးပါကျွန်ုပ်တို့လှုပ်ဆောင်နိုင်သည့်အနည်းဆုံးအရာမှာသူတို့ကိုတတိယပေးနေခြင်းပင်ဖြစ်သည်